အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါပါဒီနေ့မှတော့မွန်တော်ရဲ့ hero ကလုပ်ပြီးတော့မှဖြစ်ပါတယ်ကဲဒါဆိုစားလိုက်အောင်မွန်တော်ရဲ့ pass ရတော့ skill တော့တဲ့3စက္ကန့်ကြောင့် motivation ဖြစ်သွားပြီး enemy က damage ပေးတဲ့သူ့ပြည့်နေလာမှာဖြစ်ပါတယ်သူစနေတော့ hero ရဲ့ level လိုက်များလာမှာဖြစ်ပါတယ် skill ကတော့ခြေရဲနေရာကိုခုန်ထိုးနေပြီး enemy နဲ့ team တော့ခဏလာ elbow တင်ခံလိုက်ရပြီး2စက္ကန့်ကြာ movement speed 40%နေတော့တဲ့ပြင်မွန်တော်ရဲ့ basic ရဲ့ထက်တွေကလည်း HP လိုက် damage ထိမှာဖြစ်ပါတယ် skill ကတော့ကိုပေါ်ပဲနောက်မှရှိတဲ့သွေးနေစုံသိမ်းမင်းတရာကို 6% low HP ပေးလိုက်မှာဖြစ်ပါတယ်အာဒီမီကတော့မြေကြီးကို38ထုချလိုက်ပြီးထုနေတဲ့အခြေခောက်ခုတို့ immunity ရမှာဖြစ်ပါတယ်အာဒီမီရဲ့ပထမနှစ်ချက် enemy ကို 60% slow သွားပြီးနောက်ဆုံးတစ်ချက်တော့ 2 damage ထိတဲ့အပြင် enemy တွေကိုကျွန်တော်6စက္ကန့်ကြာ elbow တင်လိုက်မှာဖြစ်ပါတယ်ထူပြီးသွားချင်းဝင်တော့ monitor က12စက္ကန့်ကြာ endless state ဖြစ်သွားပါလိမ့်မယ်မောဆိုတော့အဲ့လောက်ရှိမှာပေါ့ endless state ဖြစ်နေချေ passive ရဲ့သွေးပြတဲ့တော့နှစ်ဆဖြစ်တော့ပြီး skill 1ရဲ့ area ကလည်းကျသွားတဲ့အပြင် skill 2ကလည်းတိမ်မတယောက်ထဲအစားအနောက်မှချေတဲ့တိမ်မအားလုံးသွေးပြီးမှဖြစ်ပါတယ်ကဲ skill တွေကြောင့်ပြောပြီးဆိုတော့ထိထွင်စီကိုသွားလိုက်ရအောင် monitor ရဲ့ passive enemy hero ရဲ့ damage ထိမှသွေးပြတဲ့နာဖြစ်ပြီး minion quick တတဲ့ lock tower ရဲ့ damage ထိရင်တော့သွေးပြတဲ့မှာမဟုတ်ပါဘူးskill 1တော့ enemy ကိုထိမှ basic attack effect ရတာဖြစ်ပြီး enemy ကိုမထိရတော့ basic attack effect ရမှာမဟုတ်ပါဘူး skill 1နဲ့သူခိုးတော့ကြတဲ့ချေ ultimate သုံးလိုက်ရင်တော့ skill 1ရဲ့သူချက်ချင်းသုံးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ flicker နဲ့ skill 1 flicker ultimate 28ကြာမှာ flicker သုံးပြီး support ဖန်လို့ရပါတယ်ကဲထဲထွက်ကြောင်ပြောပြီးဆို idea နဲ့ ever စစ်သွားလိုက်ရအောင် idea တော့ဒီနဲ့ကစားလို့ရပါတယ် ever တော့ဒီ ever နဲ့ကစားလို့ရပါတယ် but spare တော့ flicker တာအကောင်းဆုံးဖြစ်ပါတယ်ကဲဒီဗီဒီယိုကဒါတော့ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြောင့်ပြန်တွေ့ကြမယ်ကောင်းသောနေ့တွေပဲဆင်နေကြပါစေ